VK account ဖွင့်နေနီ VK application ကိုအသုံးပြုခြင်းနဲ့မိတ်ဆွေတွေအတွက် VK application မှာကိုကပေါ့နော်21 plus 80 plus တွေကြည့်ခြင်းလည်းပဲဖြစ်ပါစေစီးပွားရေးအတွက်အလုပ်လုပ်ခြင်းလည်းပဲဖြစ်ပါစေ VK account ကိုအသုံးပြုခြင်းနဲ့ဆိုရင်တော့ကျွန်တော်အခုဖွင့်ပြတဲ့နီလန်လေးတိုင်းကိုလိုက်ပြီးတော့စနစ်တကျလုပ်မယ်ဆိုရင်တော့ VK account ကိုဖွင့်လို့ရမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကျွန်တော်တို့ Play Store ထဲဝင်ပြီးတော့ VK application ကိုကိုယ့်ရဲ့ဖုန်းထဲကို download ထည့်လိုက်ပါ download ပြီးတော့ရင်ကျွန်တော်တို့ VK application တွေကိုအပြင်ရပဲဖြစ်စေပေါ့နော်ဒီရပဲဖြစ်စေတိုက်ရိုက်ဝင်လိုက်ပါမယ်VK application တွေကိုရောက်ပြီဆိုရင်ဒီလိုမျိုးမြင်ရမှာပါအကောင့်အသစ်ကျွန်တော်တို့ဖွင့်နေတာဖြစ်တဲ့အတွက်အောက်ကအစိမ်းအောင်နဲ့ sign up ကိုနှိပ်လိုက်ပါဒီနေရာကိုရောက်ရင်တော့မိတ်ဆွေတို့ရဲ့ကိုနေတဲ့နိုင်ငံကိုအရင်ရွေးချယ်လိုက်ပါအပေါင်းလက္ခဏာလေးနဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့ဒီမှာကိုကထိုင်းဆိုရင်ထိုင်းမြန်မာဆိုရင်မြန်မာပေါ့နော်ကျွန်တော်လက်ရှိအခုနေတာထိုင်းမှာဖြစ်တဲ့အတွက်ထိုင်းဖုန်းနံပါတ်နဲ့ဖွင့်ပြမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒါဆိုရင်ထိုင်းဆိုပြီးတော့ပဲရေးထည့်လိုက်မယ်ပေါ့နော်ထိုင်းကိုရွေးလိုက်ပြီထိုင်းကိုရွေးလို့ပြီးသွားရင်တော့ကျွန်တော်တို့ VK ကဖွင့်မဲ့ဖုန်းနံပါတ်ကိုဒီနေရာမှာထည့်ရမှာဖြစ်ပါတယ်တုံညကိုဖြတ်เสียမလို့ဘူးကိုယ့်ရဲ့ဖုန်းနံပါတ်ကမြန်မာဆိုရင်17လုံးထည့်เสียအပြည့်ထည့်လိုက်ထိုင်းဆိုရင်လည်းထိုင်းဖုန်းနံပါတ်10လုံးအပြည့်ထည့်ပါနော်ဖုန်းနံပါတ်ကိုထည့်လို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့အောက်က continue ဆိုတဲ့စာလေးကိုနှိပ်လိုက်ပါဒီလိုမျိုးပေါ်လာရင်တော့ကျွန်တော်တို့ကစက်ရုပ်တွေ robot တွေမဟုတ်ဘူးဆိုတဲ့အတွက် I am not robot ဆိုတာလေးကိုအမှန်ချစ်လေးတစ်ချက်ပေးလိုက်မယ်ပေါ့နော်ပြီးသွားရင်တော့ continue ဆိုတဲ့ဒီစာလေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်ပါအလောင်းကိုနှိပ်ပေးလိုက်ပါထပ်ပြီးတော့နှိပ်ပါအလောင်း Okay ဒီနေရာကိုရောက်ပြီဆိုရင်တော့ဒီမှာစာရေးထားပါတယ်ကျွန်တော်တို့ထည့်ရမယ့်ကုတ်နံပါတ်ကိုသူက SNN နဲ့ပို့လိုက်တာမျိုးဖြစ်ပါစေဒါမှမဟုတ်ဘူးဆိုရင်တော့ကိုဖုန်းခေါ်လာမယ်ပေါ့နော်ဖုန်းခေါ်လာတယ်ဆိုရင်တော့နောက်ဆုံးကဏ္ဍနံပါတ်ပေါ့နော်ဖုန်းနံပါတ်ရဲ့နောက်ဆုံးကဏ္ဍနံပါတ်၄လုံးကိုဖြစ်ပါစေပထမအဆုံးရိုက်ထည့်ကြည့်၄လုံးကိုထည့်လို့မရဘူးဆိုရင်တော့နောက်ဆုံးကဏ္ဍနံပါတ်6လုံးကိုထည့်လိုက် SNN နဲ့ပို့လာတယ်ဖုန်းမခေါ်လာဘူး SNN ပေါ့နော်message ပို့လာတယ်ဆိုရင်လည်း message မှာပါလာတဲ့ကဏ္ဍနံပါတ်6လုံးဖြစ်ပါစေသူပို့လာတာ4လုံးဆိုရင်4လုံးကိုပဲထည့်ပေးလိုက်အခုတခါတော့ကျွန်တော်တို့ကိုဖုန်းမခေါ်လာပဲနဲ့စင်ကတ်ကနေပြီးတော့ပဲ SNN ပို့လာပါတယ်ကဏ္ဍနံပါတ်6လုံးအဲ့ဒီအတွက်ကျွန်တော်ကတော့ပို့ပေးလာတဲ့ကဏ္ဍနံပါတ်6လုံးကိုဒီနေရာမှာထည့်လိုက်ပါမယ်ကုတ်နံပါတ်လေးကိုထည့်လိုက်ရုံနဲ့ဒီနေရာကိုတန်းပြီးတော့ရောက်လာမှာပါ Okay ဒီနေရာကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ကဒီဘက်ကကင်မရာပုံစံနေရာလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ Facebook မှာ profile ဓာတ်ပုံတင်လိုမျိုးပဲဓာတ်ပုံလေးကိုထည့်လိုက်ပါဓာတ်ပုံထည့်လို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ VK account မှာအသုံးပြုမဲ့နာမည်ကိုပေးရမှာဖြစ်ပါတယ်အသုံးပြုမဲ့နာမည်ကတော့မိတ်ဆွေတို့ဘာနာမည်အသုံးညင်လဲပေါ့နော်ကိုကသုံးကျင်တဲ့နာမည်ကိုဒီနေရာမှာထည့်လိုက်ရုံပါပဲမြန်မာလိုလည်းရတယ်အင်္ဂလိပ်လိုလည်းရတယ်ကိုရေးကျင်တဲ့ဘာသာစကားနဲ့ရပါတယ် Okay ကျွန်တော်တို့သုံးကျင်တဲ့နာမည်ရေးထည့်လို့ပြီးသွားပြီဆိုရင်တော့မိန်းကလေးဆိုရင်တော့မိန်းကလေးကိုအဆက်လေးပေးလိုက်မယ်ယောက်ျားလေးဆိုရင်လည်းယောက်ျားလေးကိုအဆက်လေးပေးလိုက်မယ်ပေါ့နော်ကိုကတော့ယောက်ျားလေးဖြစ်တဲ့အတွက်ယောက်ျားလေးပဲထားလိုက်မယ်မိန်းကလေးယောက်ျားလေးရွေးချယ်လို့ပြီးသွားရင်တော့ကျွန်တော်တို့ကအထေးဆိုတဲ့နေရာမှာတော့ကျွန်တော်တို့ရဲ့ VK account မွေးနေ့ထည့်ရမှာဖြစ်ပါတယ်မွေးနေ့ထည့်တဲ့အခါမှာသူကရှေ့မှာရက်နဲ့လကိုအရင်ထည့်ခိုင်းပါတယ်နောက်မှာတော့ခုနှစ်ပါကိုယ့်ရဲ့မွေးနေ့ထည့်တဲ့အခါမှာတရက်တို့တစ်လတို့ကနေပြီးတော့9ရက်နဲ့9လအထိထည့်မယ်ဆိုရင်တော့ရှေ့မှာ3ညခံရမယ်တချို့ကဒီ VK မှာကျတော့ဒီခဏတစ်လုံးနဲ့ပေါ့နော်9ရက်ပြီးရင်9လဆိုပြီးတော့ထည့်လို့မရဘူး9ရက်ရက်က9ရက်ပြီးသွားရင်9လပိုင်းဆိုရင်တော့ရှေ့မှာ3ညထည့်ပြီးတော့3ည9 3ည9ဆိုပြီးတော့ထည့်ရမယ်ပေါ့နော်အဲ့ဒါက10မပြည့်ခင်ထိတကယ်လို့9ရက်လက10ပြည့်သွားပြီ10ရက်ဖြစ်သွားပြီဆိုရင်တော့ရှေ့မှာ3ညခံရမလို့တော့ပါဘူးတချို့ကလာထည့်တဲ့အခါမှာကဏ္ဍနံပါတ်တစ်လုံးနဲ့ထည့်လို့ပါသူကတစ်လုံးနဲ့ထည့်လို့မရဘူးပေါ့နော်9ရက်ကဏ္ဍနံပါတ်ကတစ်လုံးနဲ့ဖြစ်နေမယ်ဆိုရင်ရှေ့မှာ3ညခံလိုက်ပါโอเคအဲ့ဒီတော့ကျွန်တော်က9ရက်9လထည့်မှာဖြစ်တဲ့အတွက်ကျွန်တော်အရှိမ3ညခံမယ်ပြီးရင်9ရေးမယ်ပြီးသွားရင်9လဖြစ်တဲ့အတွက်ရှေ့မှာ3ညခံမယ်9ရေးမယ်ပြီးသွားရင်တော့နောက်မှာခုနှစ်ကတော့ကိုယ့်ရဲ့ခုနှစ်အတိုင်းထည့်လိုက်ရမှာပဲအနည်းဆုံးအသက်ကိုတော့16နှစ်ပြည့်အောင်ထည့်လိုက်ပါ1990ထည့်လိုက်မယ်ကျွန်တော်ကတော့ Okay ဒါဆိုရင်တော့ရသွားပြီမွေးနေ့ထည့်လို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ continue ဆိုတဲ့စာလေးကိုဆက်ပြီးတော့နှိပ်လိုက်မယ်Okay ဒီနေရာမှာတော့ VK account ရဲ့ password ကိုထည့်ပေးရမှာဖြစ်ပါတယ်အပေါ်မှာကျွန်တော်တို့ကဒီ enter password ဆိုတဲ့နေရာမှာကိုလို့ရေးပေးတယ်ဆိုရင်အောက်က confirm password မှာလည်းကိုထည့်ရမှာပေါ့နော်ဒါကတော့ password တွေရဲ့ထုံးစံအတိုင်းထည့်လိုက်ရမှာပဲကိုအသုံးပြုခြင်းတဲ့ password ကိုအနည်းဆုံးကဏ္ဍနံပါတ်6လုံးကနေပြီးတော့18လုံးထိပေးလို့ရပါတယ်ကြိုက်တဲ့ကဏ္ဍနံပါတ်ပေးပါကိုထည့်ထားတဲ့ password ကိုလည်းသေချာတခါတည်းစာအုပ်လေးနဲ့ဖြစ်ပါစေရေးပြီးတော့မှတ်ထားလိုက်ပါ Okay ကျွန်တော်တို့ရဲ့ password ကိုဒီမှာပေါ့နော်
အပေါ်နဲ့အောက်အတူတူအခုလိုမျိုးထည့်လို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကအောက်က continue ဆိုတဲ့စာလေးကိုနှိပ်ရမှာဖြစ်ပါတယ် continue လေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ဒီလိုမျိုးမြင်ရမှာဖြစ်ပါတယ်အပေါ်ကနေပြီးတော့ skip ဆိုတဲ့ဒီစာလေးကိုပဲနှိပ်လိုက်ပါ next ကိုနှိပ်ပေးလိုက်ပါအလောင်းကိုနှိပ်ပေးလိုက်ပါဒီလိုမျိုးပေါ်ရင်တော့ကျွန်တော်တို့ကိုတငယ်ချင်းတွေဘာတွေအပ်မလားပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ခုနထဲကတငယ်ချင်းတွေကိုမအပ်ချင်တဲ့အတွက်ကျွန်တော်ကအပေါ်က skip လေးကိုပဲနှိပ်လိုက်ပါမယ်ပြီးတော့ရင်တော့အောက်က skip ဆိုတဲ့စာလေးကိုထပ်ပြီးတော့နှိပ်လိုက်ပါဒီလိုပေါ်လာရင်တော့ကျွန်တော်တို့ကကိုယ့်ရဲ့ PK new feed မှာပေါ့နော်ကိုကဘာတွေစိတ်ဝင်စားလဲဆိုတာကိုဒီကိုကြည့်ကျင်တဲ့အမျိုးအစားတွေပေါ့နော် music ကြည့်ကျင်တာ food ကြည့်ကျင်တာဒါမှမဟုတ်ရင် anime ပေါ့နော်ကိုကြိုက်တာတွေပေးလို့ရပါတယ်မပေးချင်ဘူးဆိုရင်လည်းအပေါ်မှာ skip လေးကိုနှိပ်လို့ရတယ်နော်အခုကတော့ကျွန်တော်ကကြည့်ကျင်တဲ့အရာလေးတွေကိုလိုက်ပြီးတော့တစ်ချက်စီနှိပ်ပြီးတော့အောက်က next ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒီမှာလည်းခုနအတိုင်းပဲကိုကြည့်ကျင်တဲ့အရာတွေကိုကဘာလေးတွေကြည့်ကျင်တာလဲဆိုတာကိုအမှန်ချစ်လေးတွေလိုက်ပြီးတော့နှိပ်ပေးလို့ရတယ်မနှိပ်ချင်ဘူးဆိုရင်လည်းအပေါ်က skip ကိုနှိပ်လို့ရတယ်မိတ်ဆွေတို့စိတ်ကြိုက်တာလုပ်ပါလုပ်လို့ပြီးသွားပြီဆိုရင်တော့အောက်ကကိုကြည့်ကျင်တာလေးတွေထည့်တယ်ဆိုရင်တော့အောက်က save ကိုနှိပ်မယ်မထည့်ချင်တဲ့မိတ်ဆွေတွေကတော့အပေါ် skip ကိုနှိပ်မယ်ကျွန်တော်ကတော့ save ကိုနှိပ်ပြီးသွားမယ်โอเคဒါဆိုရင်တော့ဒီလိုမျိုးမြင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ PK အကောင့်ကိုဖွင့်လို့ပြီးသွားပြီဖြစ်ပါတယ် PK အကောင့်ကိုမိတ်ဆွေတို့အနေနဲ့စပြီးတော့အသုံးပြုလို့ရပြီကိုရှာခြင်းတဲ့ဇာတ်ကားတွေဘာတွေရှိတယ်ဆိုရင်ဒီမှာစာရေးရှာတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြီးတော့မိတ်ဆွေတို့ကြည့်ချင်တာတွေကိုစာရေးရှာလို့ရပြီကိုရဲ့အကောင့်ထဲမှာတင်ကျင်နေဆိုရင်လည်းဒီမှာ home ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ကိုရဲ့အကောင့်ထဲကိုဝင်ပြီးတော့ကိုတင်ကျင်တာတွေကိုဒီမှာအပေါင်းလက္ခဏာလေးနဲ့ပို့ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပြီးတော့ကိုတင်ကျင်တဲ့ဗီဒီယိုဇာတ်ကားတွေကိုတင်လို့ရပြီဖြစ်ပါတယ်ဒါဆိုရင်တော့ PK အကောင့်တစ်ခုကိုအခုနီလန်လေးအတိုင်းဖွင့်လို့ရသွားပြီဖြစ်ပါတယ်ကျွန်တော်အခုဖွင့်ပြတာကတော့ထိုင်းနိုင်ငံဖွင့်ပြတာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့အခုဗီဒီယိုလေးအတိုင်း live ဖွင့်တဲ့အခါမှာရတယ်မရဘူးအဆင်ပြေတယ်မပြေဘူးဆိုတာလေးကိုအောက်က comment မှာရေးခဲ့ပေးနိုင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေဗျာ